Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ချင်းရိုင်မှာရှိတဲ့ Black House tourist attraction တစ်ခုဖြစ်တယ်ပေါ့နော် Black House ကိုသွားလဲပြပါတယ်အကောင်လုံးအထဲမှာဘာတွေရှိလဲဆိုတာလိုက်ကြည့်ပေးပါအောင်ရှင်ဒါကတော့မိချောင်းတရေပေါ့နော်မိချောင်းတရေအစ်စ်တွေကိုခင်းချင်းပြသထားတာပါသူကအထဲမှာကြောင်နေလဲမွေးထားတယ်ပေါ့နော်ကြောင်ချစ်တဲ့သူတွေဆိုရင်တော့သွားကြည့်တင်ပါတယ်ဒီဟာကတော့ခြံဝင်းပေါ့နော်ကိုရီမြန်မာပြည်နဲ့ရှင်တော့ဘာနဲ့တူလဲဆိုတော့တိုင်းရင်းသားကြီးရွာပေါ့နော်အဲ့ထဲမှာအိမ်နေအများကြီးပဲရှိခဲ့ပေါ့နော်ဒါကတော့စတိုးဆိုင်လေးဖြစ်ပါတယ်ဒါကတော့လေတာဆောင်ဖြစ်ပါတယ်ရှေးဟောင်းပစ္စည်းတွေစိတ်ဝင်စားတဲ့သူဆိုရင်တော့အကူသွားလဲတင်နေပေါ့နော်ရှေးဟောင်းသမိုင်းကျောင်းတွေစိတ်ဝင်စားတဲ့ဆိုရင်တော့Black House ကိုသွားလဲဖို့အကြံပြုပါတယ်။သူကဝင်ကြီးတော့ရှိရပေါ့နော်။တယောက်ကိုတစ်ကတ်တယောက်ကိုဘတ်20ပေးရပါတယ်